မြန်မာနံပါတ်1 Guinevere player ကိုနိုင်အောင်ဆော့နိုင်3တော့ရပါမယ်ရှုံးသွားလို့ရှိရင်လေ Hiroki 2ကောင်ရခဲ့လို့ရှိရင်ကျွန်တော် Starlight တကယ်လက်ဆောင်ပေးပါမယ်အဲ့တော့နိုင်ရင်ပတ်စံရမယ်ပြင်ရှုံးရင်လည်း experience ရပါမယ်ကိုအနေနဲ့ကကျွန်တော် comment တွေမှာ like ပြီးတော့အားချောင်းမယ်ဘာမှမဟုတ်ဘဲနဲ့အလကားကြီးချိန်ကုန်နေမယ်စားအခုလို challenge ပွဲလေးကိုဝင်ဆွဲလိုက်လို့ရှိရင် experience ရမယ်နိုင်ခဲ့လို့ရှိရင်လည်းကိုက challenge ရအောင်မယ်အဲ့တော့ဒီပွဲလေးကိုဝင်ကြရင်လည်းဆိုလို့ရှိရင်ကျွန်တော်အခုတင်ထားတဲ့ TikTok video အောက်မှာကိုစောမဲ့ hero နဲ့ game နဲ့ဒီပဲမှတ်ပေးပါကျွန်တော်73ရက်နေ့ည9:00နာရီမှာလုံးဝဖြစ်တဲ့အတွက်ညဘက်9:00နာရီဆော့နိုင်တဲ့လူပဲအဆင်ပြေပါမယ်ကျွန်တော်ကတော့ Facebook မှာတိုင်းရွှေနဲ့လုပ်မယ်ပြီးရင်ကျွန်တော်ဒီကိုစော့လာတဲ့ gameplay ရဲ့ဒီ highlight ကိုကြည့်နေတယ်ဆိုလို့ကျွန်တော်ရဲ့ TikTok ကောင် follow တာပါကျွန်တော် TikTok မှာပြန်ပြီးတော့တင်ပေးပါလေမြန်မာနံပါတ်1 player ရဲ့ gameplay ကိုတော့ကျွန်တော်ဒီ video လေးအဆုံးမှာတင်ပေးတာလေတစ်ချက်ကြည့်ပြီးတော့ကိုကတော့ share တယ်ဘာကောင်နဲ့ဆော့လို့ရမယ်ကိုအနေနဲ့တတိရှိတဲ့ challenge တွေဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်လာပြီးတော့ challenge ပေးပါဒီလိုပွဲလေးတွေအမြဲတမ်းကျွန်တော်လုပ်ပေးပါမယ် challenge ကိုလည်းကျွန်တော်ဒီတက်ပို့ပြီးတော့မြင့်နိုင်အောင်ကျွန်တော်လုပ်ပေးပါမယ်အဲ့တော့ပွဲလေးတွေပဲလာဆော့ပေးဖို့အတွက်မြေတားရက်ခံပါလေဆော့ရင်တော့ဆော့ရင်လေးပေါ့ကွာဒီပဲ3000ပေးပြီးဆော့ပါရင်တော့ရက်တော့ပေးတာလေဒီကပန်းချက်တိုးပြီးပါမယ်များတာပေါ့နော်ဖိုင်းဝေါင်းနေပြspecial channel ပြန်ချောင်းပြသွားတယ်ခေါင်းလေးမှာချက်ဆွဲကုတ်ထားတယ်ဆိုတော့ diamond ကတော့ကျွန်တော်သူ့တိုင်းအောင်လုပ်ထားနေတယ်ဆိုပေမဲ့လေဒီခွေးကတော့ကျွန်တော် Guinevere player က diamond ကို Hiroki 3កောင်ကျော်ပေးပြီးတော့သူ့ကိုတစ်ခါတက်တာနဲ့ကျွန်တော်2000နိုင်မဲ့ပွဲလေးပဲဖြစ်ပါလေGuinevere player ကတော့4ကတက်ပြီးတော့ diamond ကတော့ကျွန်တော်တစ်ခါတည်းတက်ရုံနဲ့ကျွန်တော်2000ရမဲ့ပွဲပေါ့နော်အဲ့တော့ပေးရသည်ဒီတော့ working ကျွန်တော်လည်း interview stand shot ပေးရသည်ဟုတ်ကဲ့နောက်မှကျွန်တော် Guinevere အနေနဲ့တော့ physical live ပြီးတော့ပေးနေတယ် rubber set ပြရမယ် set 3နဲ့တစ်ခါတန်းပြီးတော့ bion နဲ့ဖွင့်ရင်ဟုတ်ကဲ့ကျွန်တော် physical နဲ့ချက်ပတ်လန်းပြီးတော့ပေးရင်နောက် magic way နောက်ဆုံးတော့မယ်ဆိုက level ချင်းထုတ်ပြန်တယ်နောက်တော့ဒီမှာမိုက်ရောပေါ့